ဘလို့ဆိုဆိုနေချင်းလက်ခုလေးချက်လောက်ဒီပြောဘူးဘာကြည့်ရောစစ်စစ်မင်းမျက်မှန်တက်မတက်မင်းမျက်လုံးကိုမမြင်ဘူးမဟုတ်လေကျွန်တော်ညီနေရတော့မျက်မှန်တက်သေးတာပဲအဲ့တော့အားလုံးကြိုက်မှတစ်ချင်းလေးပါဘာမှမမြင်ရဘူးဟုတ်ပြောကြတယ်ဘာတွေပြောနေတာလဲမြင်ရလို့ပြောအဲ့တော့ကျွန်တော်ညီနေရနေကျွန်တော်ဖိုးလိုက်လေးတဘိုးလောက်ဆိုလို့ရအောင်โอเคကြိုက်လက်ခုလေး TV အားပေးပါကျွန်တော်မမြင်အောင်ဖြစ်နေအဲ့တချင်းကတိုက်တော့မတိုက်ထားဘူးလေဒါပင်လားဆိုရရတယ်အဆင်ပြေလို့လေးဆို โอเคဟုတ်ဆွဲလိုက်အောင်ကျွန်တော်ဒါကျွန်တော်ရဲ့ fan ပေါ့နော်ကုစိုးကြီးရဲ့နေပြီးတော့တယောက်တည်းလေဒီလေလာပြီစမယ်โอเคယောမလာသေးဘူးလို့မလာသေးဘူးမလာသေးဘူးခါလေးဆောင်ပြီပါခဏလေးဆောင်ပြပါဆွဲလိုက်အောင်ကိုချမ်းပါဆိုလို့တားတော်မှာလွေးလေလို့လားကိုချမ်းပါဆိုလို့စဉ်းစားနေကျွန်တော်နည်းနည်းဘောင်းပြီးအပွားညနေကပြောတော့ပေးမယ်ဆိုပြီးတော့မသိဘူးတားဒီစီကိုစိုးမယ်ဆိုမသိလိုက်ဘူးတကယ်မသိတာကိုဒါမင်းတာဥအတွက်အထက်စင်နေပြုတ်လာပြီလေတော့ခေါင်းဆောင်တွေကပြုတ်လာပြီ Yeah